မြောင်းများမျိုးရဲ့မြို့တွင်းနဲ့မဝေးတဲ့နေရာမှာအိမ်လဲပါမယ်ခြံလဲကျဲမယ်ကွန်းသီးပင်ရည်အပင်ရည်900ကျော်လဲပါမယ်အခြားသီးပင်စားပင်တွေလည်းအများကြီးပါအောင်မယ်မွေးမြူရေးလည်းအဆင့်တင်းလုပ်လို့ရတယ်ရေမီးအပြည့်အစုံလည်းရှိမယ်ဆိုရင်ဘာလို့သေးလဲဒီနေ့ကျွန်တော်ရောက်ရှိနေတဲ့ခြံလေးကတော့အဲ့ဒီအရာအလုံးကိုတနေရာထဲမှာရရှိနိုင်တဲ့ခြံလေးတစ်ခြံဖြစ်ပါတယ်ဒီခြံလေးရဲ့အထူးခြားဆုံးအချက်ကတော့ခြံထဲမှာဝင်ငွေရရှိနိုင်တဲ့သီးပင်စားပင်တွေအများကြီးစိုက်ပျိုးထားတာပဲဖြစ်ပါတယ်အထူးသဖြင့်ကွန်းသီးပင်ဆိုရင်အပင်ရည်900ကျော်အထိပါဝင်ပြီးငကမောက်ပင်ပိန်းနေပင်တံမယာပင်တင်းမောပင်မာလကာပင်တွေအပြင်အခြားသီးပင်စားပင်များစွာရှိပါတယ်ဒါအပြင်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခြင်းသူတွေအတွက်လည်းဝက်ခြံလည်းပါရှိပြီးသားဖြစ်ပါတယ်ဆိုတော့ဒီခြံလေးကနေထိုင်ဖို့အတွက်အိမ်တစ်လုံးရရှိရုံနဲ့မကပဲစိုက်ပျိုးရေးနဲ့မွေးမြူရေးကနေဝင်ငွေရှာဖွေနိုင်ဖို့အတွက်ပါအသုံးချလို့ရမယ့်ခြံလေးတစ်ခြံဖြစ်ပါတယ်အိမ်ကလည်းကျယ်ဝန်းပြီးမိသားစုနဲ့နေထိုင်လို့ရတဲ့အိမ်လေးဖြစ်ပါတယ်အရှိဘက်မှာဖျားကန်းပါရှိပြီးအခန်း2ခန်းနဲ့မီးဖို့ချောင်လည်းပါရှိပါတယ်မြေအကျယ်ဝန်းကတော့1ဧကစွန်းစွန်းကျယ်ဝန်းပြီးအိမ်နဲ့ခြံအပြင်ခြံထဲမှာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေပါလုပ်ကိုင်နိုင်တဲ့အားသာချက်ရှိပါတယ်ဒီလိုအိမ်ကျကျမြေကျနဲ့အားသာချက်တွေအများကြီးပါဝင်တဲ့ခြံလေးရဲ့ဈေးနှုန်းကတော့3300ကျပ်ဖြစ်ပါတယ်